ပြီးတော့မူပြီးတော့ဘယ်လည်းငါပြောလို့ရတပင်းမှာတလုံးနဲ့ပြီးလို့ရှိလို့ပြီးတော့ဒီကောင်းတယ်မြစ်ကလည်းဒီကလုံး900ရတယ်မနေ့ရတော့ခက်ခါမှာတဝင်းပြင်3ပြီးရှိတယ်ငါဝယ်ထားတယ်ငါအလုံးတော့မစားဘူးပြီးသွားတယ်ငါတစ်ခေါက်ငါပြန်လာတယ်မကြည့်သေးဘူးပြန်တက်လာတယ်နောက်တစ်ခေါက်ပြန်လာတယ်မကြည့်သေးဘူးကပြီးမှပြီးသွားတယ်အလုံးတော့မစားဘူးတိုင်းရိုင်းရတာရတယ်။ဟုတ်ကဲ့။ကျွန်တော်ဆက်ဆက်လို့ဆို။ဟုတ်ကဲ့နော်။ဘာလို့ရမလို့ရ။ညရှိလိုက်နေတာတော့။ဒါမို့ကျွန်တော်ဆက်ဆက်ပြီးလို့ရှိရတယ်။ကဲအားလုံးပဲเนาะမင်္ဂလာပါလူလေးဆောင်နည်းနည်းစောင့်မယ်ဒီနေ့ဘာပြောမှလဲဆိုတော့ထိုင်းမှာဆွေးနွေးပွဲကျင်းပတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လမေးကြတာရှိရပါတော့အကျိုးရလက်ကဘာဖြစ်ပေါ်လာလဲဆိုတဲ့ကိစ္စတွေဒါနဲ့ပတ်သက်ပြီးတော့လဲပြောစရာလေးတွေရှိလို့เนาะလူနည်းနည်းလေးဆောက်လိုက်မယ်နိုင်ပါချောတယ်မင်းချောတယ်ဒီဘာနဲ့ဆက်တယ်မစပါဘူးမစရပါဘူးဆရာဒီလိုချားရမှာဆိုခဏမပြချင်ဘူးဒီချမမင်းအချုံးမကြည့်လိုက်ရ 1 2 3 4 Feeling like a time, generation Y, why I see what take. Generation X, Generation Z, I will do what you see to the name of generation. Generation B, yes, that's the other shit. Go take okay, I keep ya. Check out your piece of woody, kill them, get a teacher. That's how to do it now, generation B, yeah. Democracy, I went in my jungle, get a body. Do a cool, I went in my jungle, get a body. နိုင်ငံရေးပြည်တိုင်းမှာချုပ်ကုန်နေတဲ့ပါတယ်အချင်းတို့ဆိုင်ကိုထောက်ခံတော့ကချုပ်ကုန်နေတဲ့ပါရင်းချက်တော့ဆန္ဒပြခဲ့တော့ကချုပ်ကုန်ဆန္ဒပြည်သူပြောပေးချေတော်တဲ့တွေနဲ့တူဦးဆောင်ခဲ့တာရှေ့ဆုံးငါတို့ကိုစောင်းနေအောင်မပြောခွင့်ကြတော့ရှေ့ဆုံးရှုပ်ခွင့်ချိန်မှာလည်းရှေ့ဆုံးကပြေးဖို့ဖလဲတဲ့အောင်ငါလူကြီးရှေ့ဆုံးကဦးဆောင်ပြီးပြင်းတယ်မင်းတို့နောက်မှနေခဲ့မင်းတို့ကတမ်းမှာပြီးသားဟောဦးပြေဦးတော်ပြီးတဲ့ကိုကြီးချုပ်ကိုခံလာပြီးအမလေးတော်တီချစ်ကလေးနဲ့ဆိုင်လာကြီးလာအမလေးတော်ကကတာလေးတော်လုံးဝဆက်လက်စီလေးများဆောက်တက်ပါဒါတော်တော်ဆောက်တာမဟုတ်လားလိုက်ပြောတာအလေးပြောတယ်များကိုကောင်မလေးမရှင်းလည်းပြောလို့ရတယ်အာနင်းကိုချစ်တာပါပြည့်တယ်ပြောတယ်Generation media, yes, as I say, what I don't care, I see ya. Check out all your kids, I'm going to look at the teacher. That's how to the beat, I'm a generation. You will go out of the people, out of the in a people, out of the name of people, so I don't have no idea. I put the trailer in the junk, Bobby, I'll sing it about I get on chance on a combo. A combo, building a year for me. It's you, you so, you just had it so sad, cut them off. ဒီမထက်ဘူးကမှတ်တာကျတယ်တရားစိတ်တွေတကယ်ပါချမ်းများစိတ်ရဲ့ကံတရားကိစ္စရောအမှန်နွားစိတ်တဲ့ကြောင့်ကိုကာယပြန်စားချိတ်စေရောတခါပြန်မှန်တရားမိတ်တဲ့ကေကတာမှန်ချမ်းပါပြိတ္တပါဗျာနောက်ကိုချွန်
Generation Y, when the sea go train. Generation X, never go data G. Generation Z, go home got G. Talk that name Generation D. And General got Generation D. Yes, as I she go take go get a G. General, yeah, please, I put the kid look at the pizza. Now that's what we let now the Generation D. So far away, no joy and moga. That the land is all about Mujo, and Dosha. No, I feel your head, Boya, Ponka, Doka, Doka. I saw the Jackie, I'm a people to go for us. So, yeah, oh, but they got Gina, the time, and now, time to buy the shit, Tosa, get it, Hoka, Pula, Pila, Poa, you know what, Ryan, die the Poka, I sang it, they got cool, they get it, nine at Papa, sign it, yeah. No, you're going to now cut things, if you knew that chance, so level, he got the Yamaga, she got the Yamaga, we went like a Dumyani, time to get the time to get the pants of Sika, the Dalek, and Jamanet. Shadi tuere jibe, ya dilo piola LGBT dego soka, ya chama soka, ma chino gari ke soka, kaya ne kaya ya pong ya so pare, kaya lo kwelo mo yong ne to la e ma yo fa ya ne ma yo sa na ne, among party tu se ya de na ne cha ne ma yong ya, si lu la ti lo how po chi lu la, ni se go sai go tai de lu ge de ba ti se lo pito pa shao de that's why those motherfuckers call the level I say fuck you government တခင်မင်းလွင်ရဲ့တချင်းလေးနော်အားလုံးကိုကျေးဇူးတင်တယ်စိတ်ရှိပြီးတော့နားထောင်ပေးတဲ့အတွက်ဟိုဘက်အကောက်ကြလို့ရှိရင် public ကများတယ်ကျွန်တော်ကပြောချင်တာအများကြီးနော်ကျွန်တော်ကပြောချင်တာအများကြီးရှိတယ်ပြောစင်စရာတွေအများကြီးရှိနေတယ်ဒါပေမဲ့ယနေ့ကာလအမတန်မှကြောက်စရာကောင်းတဲ့ခေတ်ကာလအခြေအနေပါနော်အဲ့တော့ထိုင်းဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဘက်အကောက်မှာတည်းကကျွန်တော်လိုက်လွင်တွေကပြောခဲ့တယ်သတိလည်းပေးခဲ့တယ်တရုတ်နဲ့အမေရိကန်ရဲ့ဆွေးနွေးမှုနော်ကျွန်တော်ပြောတယ်ဒီဆောနာပြောလို့တရုတ်ဆွေးနွေးမှုမတိုင်ခင်မှာတရုတ်ပြည်ဆွေးနွေးမှုမတိုင်ခင်မှာထိုင်းနိုင်ငံမှာ2ရက်တာတိတိအမေရိကန်နဲ့တရုတ်နဲ့ဆွေးနွေးခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီမြောက်ပိုင်းကိစ္စပြီးသွားတဲ့အချိန်မှာအဲ့တော့ရခိုင်ကိစ္စမှာကမင်းအောင်လှိုင်ကတရုတ်ကိုအားကိုးမှာမဟုတ်ဘူးရခိုင်တွေကိုရသလောက်ဒုက္ခပေးဦးမှာနော်အဲ့တော့ထိုင်းရလက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပြောချင်တာပါလဲဆိုတော့မင်းအောင်လှိုင်ကသူအမှားကြီးနှစ်ခုလုပ်ခဲ့တယ်ပေါ့ကျွန်တော်တို့သုံးသပ်အချက်အရာပေါ့နော်ဘာလုပ်ခဲ့လဲဆိုတော့သူကရုရှားကိုသွားပြီးတော့တရုတ်ကိုကြော်ပြီးတော့ရုရှားကိုသွားပေါင်းတဲ့ပြဿနာနော်တရုတ်ကိုကြော်ပြီးတော့ရုရှားကိုသွားပေါင်းတဲ့ပြဿနာတစ်ချက်နောက်တစ်ချက်ကကြတော့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီတရုတ်ကခေတ်ဆက်ဟိုဆိုတာဥပဒေဝင်လက်ထက်ကစပြီးတော့ကျွန်တော်တို့ဒီဦးတန်းရွှေပေါ့နော်ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အချိန်ကလည်းတရုတ်ရဲ့ထောက်ခံမှုနဲ့အတူရေးဆွဲတာစစ်အုပ်စုဒီဦးတန်းရွှေအုပ်စုပေါ့ဗျာအဲ့တော့နော်လိုင်းကြတာအဲ့တော့ဦးတန်းရွှေအုပ်စုအဲ့ဒီဦးတန်းရွှေအုပ်စုကသူတို့အေးစစ်ဆွေးပေါ့15နှစ်စီမံကိန်းနဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုတဖြည်းဖြည်းချင်းပြင်သွားမယ်တက်လာတဲ့အစိုးရပေါ်မူတည်ပြီးတော့ဒီဦးသိန်းစိန်အစိုးရတစ်ဆက်ပေါ့နော်ဦးသိန်းစိန်အစိုးရတစ်ဆက်ပြီးသွားရင်ဒေါန်ဆန်းစုကြည်မဟုတ်ဘူးတခြားတော့ဘယ်သူပဲတက်သူကအရက်သားအစိုးရတက်လာရင်သူက9နှစ်မှာသူကဒီလွှတ်တော်ကိုယ်စားလှယ်ပေါ့ဒီစစ်အုပ်စုရဲ့လွှတ်တော်ကိုယ်စားလှယ်85ဒီအစိတ်သားတဲ့ပေါ့ဒီအစိတ်သားတဲ့ကပေါ့သူက900ခိုင်နှုန်းရှော့ချမယ်သူတက်လာတဲ့အစိုးရရဲ့အချိုးပေါ်မူတည်ပြီးတော့သူက900ခိုင်နှုန်းရှော့ချမယ်နောက်9နှစ်အုပ်ချုပ်လို့ရှိရင်နောက်တဲ့900ခိုင်နှုန်းဆက်လျှော့မယ်သူကလွှတ်တော်ထဲမှာဒီစစ်သားတွေတော့သူကထားအောင်မယ်သူသွားကျင်တဲ့ပုံစံတရုတ်ကလည်းဒါကိုလက်ခံခဲ့တဲ့အတွက်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြီးတော့နိုင်ငံတကာလက်ခံလောက်တဲ့အခြေအနေတိကိုဒီဆောနာပြောဆပ်ပရွန်ပေါ့ဗျာကျွန်တော်တို့ဆပ်ပရွန်ဆိုလို့ရှိရင်ဒီရွှေအောင်တော်လန်ရေးတောင်မှဖုံးဖိပြီးတော့ကျွန်တော်တို့ကထောက်ခံခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်အဲဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တက်လာတဲ့လက်ထက်မှာကျွန်တော်တို့ခေတ်အဆက်အာဏာရှင်တွေအကုန်လုံးကစားရတောက်ရတာတွေကများလာတဲ့ခါကျတော့ကျွန်တော်တို့အရက်ဘက်အဖွဲ့အစည်းတွေကျွန်တော်တို့ရဲ့ဆောနာဒီအားကိုးရတဲ့အစိုးရတွေကအကျိုးစီးပွားတွေကိုတွားထိတဲ့ခါကျတော့ပြဿနာနိုင်ငံရေးအရွေ့ကိုမရောက်တဲ့ပြဿနာ
နိုင်ငံရေးအရွေ့ကိုမရောက်တဲ့ပြဿနာအဲ့ဒီမှာအကျိုးစီးပွားတွေထိခိုက်လာတဲ့အခါကျတော့အချင်းချင်းပဋိပက္ခတွေကြီးထွားလာပြီးတော့ဒီလိုအာဏာသိမ်းရတဲ့အခြေအနေအထိကိုဖြစ်သွားတာဆိုလိုချင်တာကသူတို့မှမတ်သက်ရှိပြီးသားဘယ်လိုခြေလမ်းမျိုးနဲ့သွားမယ်ဘယ်အချိန်တွေရောက်ရင်ငါတို့တော့အာဏာသိမ်းမယ်မင်းအောင်လှိုင်ကစိုးရင်လွန်ပြီးတော့အာဏာသိမ်းလိုက်တာရှင်းလေးပဲเนาะမင်းအောင်လှိုင်ကစိုးရင်လွန်ပြီးတော့အာဏာသိမ်းလိုက်တာအဲ့လိုအာဏာသိမ်းလိုက်အောင်လဲအကွက်ကြကြစီစဉ်ပြီးတော့လှုပ်ခဲ့တာအဲ့တော့ဒီဆောနာပြောတဲ့ရွေးကောက်ပွဲရလက်တွေပါတယ်တော့ကျွန်တော်မပြောတော့ဘူးအခုထိုင်းဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့အရန်ကောင်းတယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့သတိထားရမှာတစ်ချက်ရှိတယ်ကျွန်တော်ပြောခဲ့တယ်ထိုင်းမှာဧက2000ကျော်2000ကျော်ထိပေးဖို့ရှိတယ်ကျွန်တော်တို့ထိုင်းမြောက်ပိုင်းမှာထိုင်းနေတိတ်မနေကြဘူးထိုင်းနိုင်ငံမှာရှိတဲ့လူတော်တော်များများသိတယ်ထိုင်းမှာ6ခရိုင်ရှိတယ်เนาะအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကိုသူကလည်းဘာကိုပြန်လန့်နေတယ်ဆိုတော့ထိုင်းမှာချင်းမိုင်တို့မဲဆောက်တို့မှာเนาะအဲ့ဒီဆောနာပြောတော့ဆောနာပြောတဲ့ဒီရေလောက်သားတွေရှိတဲ့နေရာပေါ့ဗျာเนาะအဲ့ဒီဆောနာပြောတဲ့ဒီပူလီခရိုင်ပေါ့เนาะအဲ့အမျိုးသူတို့ပြောကြတယ်အမျိုး6ခရိုင်ပေါ့အဲ့ဒီ3ခရိုင်လောက်မှာကကျွန်တော်တို့ဗမာလူမျိုးတွေကြီးပဲထိုင်းနိုင်ငံမှာနေတဲ့လူတွေတော်တော်များများသိတယ်ထိုင်းနိုင်ငံမှာလက်ရှိကာလမှာချင်းမိုင်မှာဆိုလို့ရှိရင်ထိုင်းဗမာသက်သက်ပဲเนาะရိုးရာတော်တော်များများတယ်ဘန်ကောက်မှာတော့နည်းနည်းပါးပါးတော့ရှိတာပဲရှိတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကဘာလို့စိုးရင်လာလဲဆိုတော့စစ်ရေးရရောနိုင်ငံရေးရရောစိုးရင်စရာတွေဖြစ်လာတယ်နောက်တော့အကျိုးစီးပွားဆောနာကျွန်တော်ပြောခဲ့တဲ့အကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့ဒီမြောက်ပိုင်းပြိပက္ခဖြစ်သွားတဲ့နေရာမှာရောဒီကိုဗစ်ကာလကနေစပြီးတော့တရုတ်ရဲ့ဝင်ငွေကအများကြီးရော့ကျသွားတယ်ထိုင်းလည်းအလားတူပဲကျွန်တော်တို့ဒီတောင်တရုတ်ပင်လယ်ကနေပြီးတော့စိတ်ဝင်လာတဲ့ကျွန်တော်ထိုင်းတရုတ်ရဲ့ကုန်သွယ်မှုတွေကထိုင်းကနေတဆင့်ဝင်လာနေရှိတယ်တရုတ်ပြည်ကဓာတ်ရိုက်ဝင်လာနေလည်းရှိတယ်ဒါပေမဲ့ထိုင်းဘက်ကဝင်တဲ့ဟာတွေကပို့ပြီးတော့မှအဆင်ပြေလာတယ်တရုတ်စက်ရုံတော်တော်များများလည်းထိုင်းထဲမှာရှိလာတယ်အဲ့တော့တရုတ်ကုန်ထုတ်ကုန်တွေကနိုင်ငံတကာကိုရှင်းနိုင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံတွေကိုပို့လိုက်တဲ့ပစ္စည်းတွေက quality မမီတဲ့ဆောနာပြောစက်ရုံကြပါဗျာဂိုတောင်ဖြတ်တဲ့ဂိုတောင်ဟိုဂိုတောင်ကြီးတစ်ခုပေါ့စက်ရုံမှာရှိတဲ့ဂိုတောင်ကြီးတစ်ခုကိုဖြတ်ပြီးတော့ပုတ်ပြတ်စနစ်နဲ့လေလံပေးပြီးတော့ဒီထဲကိုတင်သွင်းတာအဲ့တော့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုပဲအလားတူထိုင်းမှာလည်းမြန်မာတွေများလာသလိုအမေရိကန်မှာလည်းတရုတ်တွေအများကြီးပဲတကဘာလုံးမှာတရုတ်အများဆုံးနေရာကတကဘာလုံးမှာတရုတ်အများဆုံးနေရာကအမေရိကန်မှာအဲ့ဒါအမေရိကန်မှာနေတဲ့လူတွေသိပါတယ်အမေရိကန်မှာနေတဲ့လူတွေသိပါတယ်เนาะကျွန်တော်တို့တော့ဘယ်နိုင်ငံမှမရောက်ဘူးဒါပေမဲ့ကျွန်တော်စစ်တမ်းတွေမှတ်တမ်းတွေစောင်းပါးတွေဖတ်တယ်လေးလာတယ်သုံးသပ်တယ်ပြီးရင်ကဘာကြီးကိုကြည့်တယ်အဲ့တော့ကျွန်တော်တို့ပြဿနာကမြန်မာနိုင်ငံရဲ့ပြဿနာကကျွန်တော်တို့1962ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကဘာကြီးမှာပြဿနာမျိုးစုံတက်ခဲ့တယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုလှည့်မကြည့်အောင်ဒီလိုပဲ82 84မှာလဲဆောနာပြောသလို BNN စစ်ပွဲမပြီးပြတ်တာတို့เนาะအရှိတောင်အာရှဆောနာပြောတဲ့ဒီကျွန်တော်တို့ဟိုစင်ကာပူနဲ့မလေးရှားပြဿနာတို့ကမ္ဘောဒီးယားပြဿနာတို့အစရှိတဲ့အရှိတောင်အာရှတင်တယ်မဟုတ်ဘူးကျွန်တော်တို့ကျူးဘာပြဿနာတွေအာဖရိကပြဿနာတွေဆူဒန်ကိစ္စတွေအများကြီးပေါ်ခဲ့တယ်88တောင်လည်းဒီတိုင်းပဲအဲ့တော့ကဘာကြီးမှာဖြစ်နေတဲ့အဓိကဖြစ်နေတဲ့ဟို emergency case ပေါ့ဗျာအရေးပေါ်ပြဿနာတွေကြုံနေတယ်အဲ့ဒီအချိန်မှာမြန်မာနိုင်ငံရဲ့အရေးရထားဖျားဖြစ်တယ်တမိုင်းကိုပြန်လှန်ကြည့်ပါမြန်မာနိုင်ငံတနိုင်ငံတည်းကိုပဲကျွန်တော်တို့ကမြင်လို့မရဘူးကဘာကြီးနဲ့သက်ဆိုင်တယ်အဲ့တော့အခုကျွန်တော်ကိုပြောပြပါဆိုတော့ထိုင်းရလက်နဲ့ပတ်သက်ပြီးတော့ဘာဖြစ်လာမလဲဆိုတော့တကယ်လို့ထိုင်းကဆွေးနွေးပွဲတာ UNG နဲ့ CRPH ကလက်မခံခဲ့ရင်သူတို့တွေက32ယောက်လောက်ကထောင်ထဲကိုတန်းစီပြီးရောက်မှာအဲ့ဒါလည်းဒီကောင်တွေသိတယ်နော် CRPH နဲ့ UNG မှာရှိနေတဲ့လူတွေ32ယောက်လောက်ကထောင်ထဲရောက်မှာဆောနာပြောသလိုတချို့ကိစ္စတွေမှာကျွန်တော်လူကြီးရတာတယ်ခြံထားပြပါမပြောပါနဲ့ကိုသီးတလောက်ကိုလည်းထားထားပြပါပေါ့ကျွန်တော်တို့မပြောပါဘူးဟုတ်ပြီโอเคလူတွေနားလဲအောင်လူတွေမဝေဝအောင်တော့ကျွန်တော်ပြောဖို့လိုတယ်အဓိကကကျွန်တော်တို့ကအကောင်းဘက်ကိုတော့ခြေဦးလှည့်နေပြီထိုင်းလဲဆုံးရှုံးတယ်တရုတ်လဲဆုံးရှုံးတယ်ကျွန်တော်တို့ကအိန္ဒိယလဲဆုံးရှုံးတယ်အခုဆိုရှင်ရခိုင်တက်တော် AA နဲ့ဖြစ်တဲ့ပြဿနာတွေကလေးတမှုကိစ္စလမ်းကြောင်းပိတ်တာတွေအစဒါပေမဲ့မှန်ကိုလမ်းကြောင်းတွေတော့ရှိနေတယ်တရားဝင်ငွေရှိတဲ့ပြီးတော့အိန္ဒိယနိုင်ငံတွေမှာအကုန်ဒုက္ခရောက်တာအိန္ဒိယနိုင်ငံတွေမှာအကုန်ဒုက္ခရောက်တာပြည်တွင်းစစ်ရဲ့ပြဿနာက
ကိုပြည်တွင်းမှာပဲဒုက္ခရောက်တာမဟုတ်အိမ်ကြီးချင်းနိုင်ငံတွေပါအဲ့ဒီရဲ့မီးကကူးတာအဲ့တော့ကျွန်တော်တို့ကတကယ်လို့မြန်တရုတ်နိုင်ငံမှာနော်ကျွန်တော်ပြောရမယ်ဒူဝါတို့ဆောင်းလာပြောသလိုပေါ့စော်ဘွားတို့ရှိတဲ့မြို့နယ်၃မြို့ရှိတယ်တရုတ်ပြည်ထဲမှာအဲ့ဒီကလူတွေဆန္ဒပြရင်တရုတ်အစိုးရချက်ချင်းလုပ်ပေးရတယ်အဲ့လူတွေလမ်းပေါ်ထွက်ပြီးမကျင်တတ်ဘူးတရုတ်အစိုးရမကျင်တတ်ဘူးလို့ထောက်အောင်မြန်မာနိုင်ငံသားတွေများတယ်နော်ထောက်အောင်လိုက်လို့ရှိရင်တရုတ်အစိုးရလုပ်ပေးရတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံသားတွေကတတိရှိတယ်အုံနောက်ရှိတယ်ဒါပေမဲ့ဥဆောင်မဲ့သူတွေညံပြင်းတဲ့အခါကျတော့စောက်ပြဿနာတွေကြီးကြီးတက်တာအဲ့တော့တရုတ်ကလည်းအဲ့ပြဿနာတွေတက်လာတိုင်းလေသမားပြဿနာပဲအလုံသမားပဲပြဿနာပဲမြန်မာနိုင်ငံသားတွေများတဲ့နေရာမှာအဆင်ပြေအောင်သူလုပ်ပေးရတယ်အဆင်ပြေအောင်သူလုပ်ပေးရတယ်88နဲ့ကျွန်တော်တို့ဒီနေ့21နဲ့မတူတဲ့ပြဿနာက globalization လို့ခေါ်တဲ့ကမ္ဘာကြီးကရွာလို့ဖြစ်နေတဲ့ပြဿနာအခုကျွန်တော်တော်တဲ့ကနေပြီးတော့ဗီဒီယိုကောကျွန်တော်မျက်နှာကြီးပြရင်တနိုင်ငံလုံးတစ်ကမ္ဘာလုံးကကြည့်နေတဲ့လူတွေအားလုံးမြင်ရတယ်အဲ့ဒါ globalization ကမ္ဘာကြီးကရွာလို့ဖြစ်နေတယ်အဲ့ဒီရဲ့ပြဿနာကိုသူကနောက်ဆုံးတိုးတက်လာတဲ့ AI နည်းပညာတွေပေါ့လူတယောက်ရဲ့အပြောဆိုဆက်ဆံလူတယောက်ရဲ့မျက်လုံးလူတယောက်ရဲ့စကားတွေကိုဖတ်လိုက်ရုံနဲ့ထောက်လှမ်းရေးအင်အားကိုတခါတည်းချက်ကင်လိုက်ပြီးသားဒီကောင်လိန်နေတာလားဒီကောင်တကယ်သိလို့ပြောတာလားဒီကောင်ကသွေးထိုးနှုတ်ဆော်နေတာလားဆိုတာသိတာတယ်အဲ့တော့2018မှာမင်းအောင်လိုင်ကဗရခိုင်တပ်တော် AA ကစာပြီးစီရေးလှုပ်ရှားမှုတွေလုပ်တဲ့အချိန်မှာစနစ်တကျနဲ့ပေါ့စီရေးပလန်ကိုဆွဲပြီးလုပ်တဲ့အချိန်မှာအကြမ်းဖက်အဖွဲ့အစည်းပါလို့ဇော်သေးကိုတိုင်ကသတင်းစာရှင်းလင်းပွဲနဲ့နိုင်ငံတကာမီဒီယာရှေ့မှာပြောလိုက်တာအဲ့ဒီအချိန်မှာမင်းအောင်လိုင်ကအပေးအယူတွေလုပ်ခဲ့တယ်ဗရခိုင်တပ်တော် AA ကမှာရှိတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မိန်းမတွေညီကိုမောင်နှမတွေနော်အကောင်လုံးဖမ်းဆီးမဲ့အရေးယူမဲ့လုပ်တဲ့အချိန်ပေါ့နော်သူ့ညီကိုမောင်နှမတွေတော့ပါသွားတယ်တချို့ရန်ကုန်ကရခိုင်တော်တော်များများလည်းပါသွားတယ်အဲ့တော့စစ်အုပ်စုကခေတ်ဆက်ဆက်တိုင်းရင်းသားတွေတဲကနေပြီးတော့ဗရုံမာတို့နော်ဟိုဒါဒီဆောနာပြောဆိုတရုတ်ဘယ်လိုပြောလဲတရုတ်ဟိုစားပေါ့ဖျောင်းချက်တို့နော်တရုတ်ဖျောင်းချက်တို့ဗရုံမာတို့စီစိန်ဆက်ကူတို့ပရိတ်ဓာတို့သူကမွေးရတယ်လူလေပေါ့တိုင်းရင်းသားလူလေတွေကိုမွေးပြီးတော့တိုင်းရင်းသားတွေမျက်နှာပြတ်အောင်တမင်တက်ဖန်တီးပြီးတော့လှုပ်ထားတာတွေရှိတယ်အဲ့ဆောနာပြောတဲ့မွေးရစေဝါပြဿနာမှာဗိုလ်ချုပ်စိုးထွဋ်ရဲ့ဗိုလ်ချုပ်မျိုးမြင့်ထွန်းရဲ့ဖမ်းလိုက်ယုံနဲ့ဟဲ့ပြဿနာမပြီးသွားဘူးအနောက်မှာကြိုးကင်ထားတဲ့လူတွေရှိတယ်ဒါလည်းစစ်အုပ်စုကသိနေတယ်အဲ့တော့ထိုးကျွေးလိုက်တာအဲ့တော့မင်းအောင်လိုင်းကသွားခြင်းတဲ့ပုံစံကဘာလဲဆိုတော့ဒီဆောနာပြောသလိုဒီရွေးကောက်ပွဲကိုဆက်လုပ်မယ်ဟုတ်လားရွေးကောက်ပွဲကိုဆက်လုပ်မယ်သူကတရုတ်ပြည်ရဲ့တရုတ်အလိုကြတရုတ်စိတ်ကျင်နှံ့အောင်လုတ်ပြနေတဲ့ဖမ်းတယ်စီးတယ်ထောင်ချပြတယ်အားပေးလက်ပေးလက်ယူတွေမရှိအောင်လုပ်တယ်ဒါပေမဲ့အောက်ခြေမှာတော့အကုန်လုံးကဖြစ်ပြနေတာတွေကစုပ်ပြတ်တတ်ပြီးတော့ကြည့်လို့မကောင်းအထက်အောက်အာဏာညှိနှိုင်းမှုမှာကဆောနာပြောအာဏာခွဲဝေသုံးဆွဲမှုတွေမှာကအစင်မပြေကြတော့ဘူးမင်းကစားရတယ်ငါကမစားရဘူးဆိုတာအစအဲ့လိုဖြစ်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကထိုင်းဆွေးနွေးပွဲကတကယ်လို့မြန်သွားတာအရန်ကောင်းတယ်ကိုခင်ကျော်မလွတ်ပါဘူးဗျာနော်အဲ့တရောင်းစားစိုးတန်းနိုင်ရှောက်ဖွာနေတာပါအဲ့တရောင်းစားကိုလည်းနည်းနည်းလေးတော့တောင်စုံကိုအကြောင်းကြားမှနဲ့တူပါတယ်နော်တချို့ကိစ္စတွေကျွန်တော်လာမမေးပါနဲ့ကျွန်တော်လက်ရှိမှာကျွန်တော်ကအဖွဲ့အစည်းကိစ္စတွေပြောလို့မရလို့ပါနော်ကျွန်တော်တို့အဖွဲ့အစည်းဘာလုပ်နေတဲ့အစားကျွန်တော်တို့ပြောလို့မရလို့ပါနော်ပြောပိုင်ခွင့်လည်းမရှိပါဘူးအဓိကကကျွန်တော်တို့တော်လန်ရေးလုပ်နေတာဖြစ်တဲ့အတွက်စီရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အရေးအမွတ်လောက်ပဲကျွန်တော်တို့ပြောလို့ရတော့မှဒါတော်တော်တရားလွန်နေပြီနော်စီရေးမှာလုံလေးလုံကအရေးကြီးဆုံးပါပဲနော်အဲ့တော့တချို့ကိစ္စတွေလာမမေးပါနဲ့အဲ့တော့ကျွန်တော်တို့ပြောပြလက်ရှိကာလမှာဖြစ်နေတဲ့အခြေအနေတွေအကုန်လုံးပြန်သုံးသပ်ရင်မင်းအောင်လိုင်ကမနိုင်တော့ဘူးတရုတ်ပြည်မူဆယ်ချွေးချွေရောကားလမ်းကြီးပိတ်သွားတယ်တိန်ဒီစုံချက်ပေါ့တိန်ဒီစုံချက်ဆောနာပြောသူဒီဘက်ကိုသွားရင်ကွမ်လုံချွေးချွေရောဝါဒေတာအထူးလေးဟဲ့ဘက်ကိုသွားလို့ရှိရင်ကျွန်တော်တို့မူဆယ်လမ်းမခမ်းနော်လမ်းလမ်းရှိတယ်တရုတ်ပြည်ရဲ့ဝင်လမ်းအကြီးပေါ့နော်အဲ့ဒီကုံတယ်မှုမှာအခုကျွန်တော်လုံခြုံရေးကကွမ်လုံဘက်တော့ပိတ်ထားတယ်အဲ့ဒီကျွန်တော်မူဆယ်ဘက်တော့ဖွင့်ထားပေးတယ်အဲ့တော့ဆုံးရှုံးမှုတွေအများကြီးကကျွန်တော်တို့တနိုင်ငံနဲ့မဟုတ်ဘူးကျွန်တော်တို့နိုင်ငံအခွန်ပဲဆုံးရှုံးတာမင်းလာရင်ပတ်စံရမယ်မင်းမလာရင်ပတ်စံမရဘူးမင်းကလမ်းကလာမှဖြစ်တော့တယ်မင်းမလာလို့မရဘူးအဲ့တော့တရုတ်ရဲ့ကုန်တဲ့စီးဆင်းမှုတွေအကုန်လုံးကဆိုတော့ကုန်ပစ္စည်းတစ်ခုကသူ့ရဲ့ quality သူ့ရဲ့ date အဲ့ဒီဥစ္စာတွေရှိတယ်အဲ့ဒီဥစ္စာတွေဆုံးရှုံးသွားတဲ့ခါကျတော့ကုန်တယ်တယ်မဟုတ်ဘူးနိုင်ငံရဲ့ဝင်ငွေထွက်ငွေတွေပါဆုံးရှုံးသွားတာလူသားအရင်းမြစ်တွေပါဆုံးရှုံးသွားတာเนาะအဲ့တော့တရုတ်က85ဘီလီယံဘူးတရုတ်အစိုးရနော်ကြားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုဗစ်ကာလမှာရောဆုံးရှုံးသွားတာ85ဘီလီယံဘူး
အဲ့တော့တရုတ်ကတော့ရော်ကြီးတော့တဝက်ရလိုက်တယ်အပေးယူနဲ့ပြီးသွားတယ်ပေါ့တချို့ကိစ္စတွေဒါတိတ်မပြောချင်ဘူးချို့ရတယ်နော်ဒါပေမဲ့ကျွန်တော်တို့ပြန်ညှိရမ်းရမှာတွေတော့ရှိပါတယ်အဲ့တော့ဟိုထိုင်းနိုင်ငံဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီ NUCC မူရဂျာကာလာအစိုးရတက်တန်း3နှစ်ပေါ့အဲ့ဒီဂျာကာလာအစိုးရယာယီအစိုးရတက်တန်း3နှစ်ပြည့်သွားတာဖြစ်တဲ့အတွက်အဲ့ဒီတက်တန်း3နှစ်မှာနောက်အစိုးရဂျားဖြက်အစိုးရဖွဲ့ကိုအကောင့်ထဲပေါ်ရတော့မယ်ဂျာကာလာအစိုးရယာယီအစိုးရဂျာကာလာအစိုးရရဲ့ယာယီအစိုးရရဲ့မတူဘူးဂျာကာလာအစိုးရဆိုတာမင်းခဏလောက်နေရယူတာယာယီအစိုးရဆိုတာနောက်လာမဲ့အစိုးရတစ်ခုမဖြစ်ခင်မှာဖွဲ့စည်းမဲ့ခိုင်မာရှိမဲ့အဖွဲ့အစည်းကိုခေါ်တာအဲ့တော့ထိုင်းနိုင်ငံကလည်းမင်းအွန်လိုင်းကမှွေလိုက်တဲ့မီးတွေကြောင့်မျက်ခုံးလောက်လာတယ်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကပြောကြတော့မယ်ထိုင်းအတွက်လုံခြုံရေးအရေးကြီးနေပြီတရုတ်ကအမေရိကန်ကချပြတယ်မင်းတို့ဘာလုပ်မှာလဲထိုင်းနိုင်ငံမှာမြေက2000ကိုအရင်ဆုံးအကောင့်ထဲပေါ်မယ်ကန့်ထားမယ်အဲ့ကန့်ထဲမှာကန့်၄ခုခွဲမယ်တိုင်းရင်းသားကန့်ရဲ့ဆွမ်းနာပြောသလိုတော့တိုင်းရင်းသားကန့်တစ်ခုရဲ့စစ်ဘေးရှောင်ကန့်တစ်ခုရဲ့တနိုင်ငံလုံးမှာရှိနေတဲ့စစ်ဘေးရှောင်တစ်ခုရဲ့တိုင်းရင်းသားစစ်ဘေးရှောင်တစ်ခုရဲ့နောက်ခါကျတော့စောက်သုံးမကြပဲနဲ့ပြေးခြင်းရပြေးသွားခြင်းရသွားပြီးတော့စောက်ကြီးစောက်ကျဲလုံနေတဲ့ကောင်တွေမဲဆောက်ချင်းမိုင်ရဲ့ကောင်တွေလည်းကန့်တစ်ခုပေးရပဲပြီးသွားရင်တိုင်းရင်းသားခေါင်းဆောင်တွေအကုန်လုံးဆွေးနွေးရမယ်ကန့်တစ်ခုထားမယ်နော်အဲ့တော့အဲ့ဒီထဲမှာဘာတွေပါမလဲဆိုတော့လူသားချင်းကူညီစောက်ရှောက်ရေးပညာရေးကျန်းမာရေးအဲ့၃ချက်ကိုအဓိကဆွေးနွေးမယ်ပညာရေးကျန်းမာရေးလူသားချင်းကူညီစောက်ရှောက်ရေးအဲ့၃မျိုးပါမယ်အဲ့ဆောနာပြောပညာရေးမှာဆိုလို့ချင်းတိုင်းရင်းသားပညာရေးပါမယ်ဆောနာပြောသလိုဒီကျွန်တော်ဗမာတွေရဲ့ပညာရေးတွေပါမယ်အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့မင်းအောင်လိုင်းရှိမှမနေခြင်းတဲ့လူတွေကအဲ့ဒီမှာသူတို့ခိုင်မာတဲ့မူဝါဒချမှတ်ပြီးလို့စီမင်းစည်းကမ်းတွေတတ်မှတ်ပြီးွားရင်ကျွန်တော်တို့တွားနေလို့ရတယ်မြည်သူလူမျိုးဆိုမြည်သည့်လူမျိုးမဆိုမြည်သည့်ဒေတာကမဆိုတွားနေလို့ရတယ်အဲ့ဒီမှာကျွန်တော်တို့ကအဲ့လိုကန့်ကြီးတစ်ခုထားပေးပြီးတော့တန့်လိုက်တာပြောမှဆိုထိုင်းနိုင်ငံကိုတန့်လိုက်တဲ့သဘောပေါ့ဗျာအဲ့တော့အဝေးပြေးရောက်မြန်မာတွေလည်းအဲ့ကန့်ထဲမှာနေရမယ်အလုပ်သွားခြင်းအဲ့ကန့်ထဲကသွားမနက်ဖယ်ရီညဖယ်ရီရှိမယ်နီးစပ်ရပါဗျာဟိုဘန်ကောက်တဲ့ဟာတွေတော့ဘယ်လိုစဉ်းစားမလဲတော့မသိဘူးလက်ရှိစဉ်းစားမှာတော့ချင်းမိုင်နဲ့မဲဆောက်ဒီနယ်စပ်ဘော်ဒါလိုင်းမှာရှိနေတဲ့သူ Liberated Area ဘယ်လောက်သတ်မှတ်ထားလဲဆောနာပြောသူအဲ့ဧက2000အတွင်းမှာရှိနေတဲ့လူတွေအကုန်လုံးကိုဒီကန့်တစ်ခုပေးမှလားဖြစ်ဖို့ကတော့အဲ့ဒီကန့်တစ်ခုကိုတော့သွားဖို့တော့များတယ်အဲ့တော့မြန်မာနိုင်ငံထဲကိုကူညီလိုက်လို့ရှိရင်စစ်အုပ်စုကလည်းလိုချင်တယ်သူကဂါဗမန်ဖြစ်ချင်တာဟုတ်နိုင်ငံတကာချပေးတဲ့ဟို WHO တို့ဘာတို့ UNHCR တို့ကချပေးလိုက်တဲ့လူခွင့်ရေးတွေခွေးခွင့်ရေးတွေစားရေးတောက်ရေးနေထိုင်ရေးချပေးလိုက်ပြီဆိုသူကလည်းအစိုးရဆိုတော့သူကတောင်းကျင်တယ်တော့မင်းတို့မပေးတော့ဘူး UNG ဆိုရလည်းမပေးဘူးမင်းတို့စကားစားလည်းမပေးဘူးလိုချင်ဒီထဲမှာလက်ယူကြဒီကဒုက္ခရောက်တဲ့လူတွေကိုငါတို့ပေးမယ်ပြည်တွင်းထဲမှာတကယ်မလာနိုင်အခက်ခဲမရှိအခက်ခဲကြောင့်မလာနိုင်တဲ့လူတွေကိုသူတို့ကအနီးကပ် information ယူတဲ့သဘောမျိုးအနီးကပ် data ယူတဲ့သဘောမျိုးဒီလိုမျိုးကိုသူကအနီးကပ်ကြီးကြပ်တဲ့သဘောမျိုးအဲ့တော့ကျွန်တော်တို့ကဒီလိုအရွေးတစ်ခုကိုရောက်သွားတာလဲကျွန်တော်တို့အရန်ကျေးဇူးတင်ပါတယ်စောက်ချိုးလေးတွေလည်းပြင်ကြပါเนาะအခုဟိုနိုင်ငံတကာကနေပြီးတော့ခင်ဗျားတို့ OIC ပြဿနာကိုကျွန်တော်မဖွားသေးဘူးเนาะအဲ့ကိစ္စတိတ်ပြီးတော့ထိလွယ်ချလဲဖြစ်နေတဲ့အတွက်မို့လို့မဖွားသေးဘူးเนาะနည်းနည်းတော့စောက်ချိုးလေးတွေပြင်ကြဟောအဲ့တော့ကျွန်တော်ကပြောတဲ့ခါကြလို့ရှိရင်အချက်လက်နဲ့ပြောတဲ့ခါကျရင်အကုန်ရှက်ကွဲတဲ့ခါကျတော့အဆင်မပြေဘူးလေကျွန်တော်တို့လည်းခင်ဗျားတို့မုန်းတာပဲဒါပေမဲ့လူဆိုတာကလူတယောက်ကိုမုန်းမယ်ဆိုရင်ကိုယ်တိုင်ကောင်းအောင်ကြိုးစားကြဗျကျွန်တော်တို့အကျိုးစီးပွားတစ်ခုမှမပါဘူးကျွန်တော်ဘယ်သူအကျိုးစီးပွားမှမကြည့်ဘူးကျွန်တော်ရဲ့အိမ်ရဲ့ကျွန်တော်အဖေအခုချိန်นี้အသက်89နှစ်တည်းရောက်တော့မယ်ယနေ့ချိန်นี้စေးတုပ်တယ်ပကြီးရေးတယ်တပိုင်းတနိုင်လှုပ်တယ်ရှိတဲ့ပင်စင်လေးနဲ့သူရတဲ့လောက်ခလာစာလေးနဲ့သူစားတယ်တခါတလေပတ်စံလိုရင်ကျွန်တော်ကြီးကပတ်စံလက်ဖေးဖို့မရှိရင်1000မျိုး2000မျိုးတောင်းတယ်ကျွန်တော်300မဲ့တည်းကသူ့လွှဲပေးတယ်တော့ပဲကျွန်တော်တို့အဲ့တော့ပြောချင်တာပါဆိုတော့လူဆိုတာကရှင်တန်မှုမှာအရေးကြီးတဲ့အဆုံးကစိတ်တက်ဗျရှင်တန်မှုကိုအရေးကြီးဆုံးကစိတ်တက်အဲ့ဒီစိတ်တက်ခွန်အားတွေမရှိဘဲနဲ့တော့ကျွန်တော်ဘဲမှဘာမှလုပ်လို့မရဘူးတချို့ကမေးတယ်ဒီစစ်ပွဲကဘယ်လောက်ကြာမှာလဲ2024မှာလိုချင်တဲ့အရွေးတစ်ခုကျွန်တော်ပြောထားပြီးသားကျွန်တော်ရဲ့ method တွေရှိတယ်ကျွန်တော်တို့မှာ line ခွေတွေရှိတယ်ကျွန်တော်တို့မှာ plan တွေရှိတယ်ကျွန်တော်တို့မှာဆိုတော့ reason ပေါ့ဗျာ helen ပေါ့ဗျာအများကြီးရှိတယ်အဓိကကျွန်တော်တို့ကစစ်တိုက်တဲ့နေရာမှာပဲဖြစ်ဖြစ်နိုင်ငံရေးလုပ်တဲ့နေရာမှာဖြစ်ဖြစ် idea အရေးကြီးတယ် idea မရှိဘဲနဲ့ဘာမှလုပ်မရအပ်တယ်ပေါ့အဓိကပြောရင်ဆိုတော့ဒီ political ပဲလုပ်
ဒီ revolution နဲ့ vibration တရွေ့သွားမှလားရောင်ပြန်ဟတ်တဲ့ပုံစံမျိုးနဲ့တိုက်ခိုက်မှလားဆိုတဲ့အရန်ကြီးကြီးတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုအနည်းနဲ့ပဲသွားဖြည်းဖြည်းပဲသွားတန်ပြန်ပဲသွားကျွန်တော်တို့မှာအဓိကအတ္တရှိဖို့အရေးကြီးတယ်အဲ့ဒီအတ္တမရှိရင်ဘာမှလုပ်လို့မရဘူးစီရေးမှာလည်းအမှုပညာဆန်ရတယ်နိုင်ငံရေးမှာလည်းအမှုပညာဆန်ရတယ်နိုင်ငံရေးပဲဖြစ်ဖြစ်စီရေးပဲဖြစ်ဖြစ်စေးတစ်စက်လို့သတ်မှတ်လိုက်ကိုဆွဲနေတဲ့ပကြီကားရဲ့စေးတစ်စက်လို့သတ်မှတ်လိုက်ပကြီကားတစ်ချက်ကစောင်းရမ်းကြီးလို့ကောင်းတော့မယ်ဆိုရင်စေးတစ်ချက်စုပ်တစ်ချက်မားသွားတာနဲ့ပြန်ပြင်ရတာမလွယ်ဘူးအရန်ခက်ခဲတယ်လိုချင်တဲ့ idea ကိုမရောက်တော့ဘူးဆိုလိုချင်တာကိုထည့်ရတဲ့ idea ကတော့တစ်မျိုးပဲစွဲနေရင်လည်းကိုယ့်ရဲ့ idea တွေကိုကိုယ့်ရဲ့ဒီ knowledge တွေကိုဝင်လာတဲ့เนาะဒီအတွေးခေါ်တွေအကုန်လုံးဟာပြောင်းသွားတော့တစ်ချက်မှားသွားတာနဲ့ကျွန်တော်တို့အဲ့စုပ်ချက်တွေအကုန်လုံးပြန်ပြင်ရတာအရန်ခက်ခဲတယ်အဆင့်ဆင့်ပြန်သွားရတယ်အဆင့်ဆင့်ဆွဲလာတဲ့ပကြီကားတစ်ချက်ပြီးကန်ဒီမှအလင်းမောင်မဲခွဲဆိုလိုချင်တဲ့ဟိုဒီကာလာပေါ့ဗျကျွန်တော်တို့လိုချင်တဲ့ကာလာမတ်တပ်တစ်ခုကိုရောက်ဖို့အတွက်ကိုသူ့ရဲ့ subject point တွေကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့ subject point ကိုလည်းသိတယ်မတ်တပ်လည်းသိရတာနဲ့ idea တစ်ချက်လေးမှားသွားတာနဲ့ကျွန်တော်တို့ကပြန်ပြင်ရအရန်ခက်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတွန်းနေရတာကျွန်တော်တို့ကပြောနေရတာဒါကိုနားမလဲပဲနဲ့ဒလန်လို့ဆွဆွဲလို့ဆွဲဒီကောင်ကဟိုစစ်အုပ်စုရဲ့ဘောမလို့ပြောအရန်ရှက်ဖို့ကောင်းတယ်အုံနောက်မရှိတဲ့ကောင်လေးအောက်တန်းစားတွေကတော့ဆွတဲ့နေရာမှာကျွန်တော်တို့ကတော့လက်ခံပါတယ်ဆောင်းတော့ပြောလို့ပေါ့လူဆိုတာကဗျကို့အတွေးခေါ်နေကိုလာကြတာအဲ့တော့ထိုင်းဆွေးနွေးပွဲကအရန်ကောင်းတယ်ကျွန်တော်တို့နိုင်ငံသားတွေအတွက်ပြီးတော့တရုတ်နဲ့အမေရိကန်ရဲ့ဥဆောင်မှုအောက်ကသွားတာဖြစ်တဲ့အတွက်အရန်ကောင်းတယ်တရုတ်ကလည်းဆောင်းတော့ပြောလို့မင်းအမေရိကန်မင်းကစစ်မတိုက်ဘူးမင်းကငါလာပြီးတင်းမောတွေလင်းနေနဲ့မလာဘူးတရုတ်ပြည်ထဲမှာရှိနေတဲ့မင်းတို့အမေရိကန်ရဲ့လက်နက်ဥပဒေရှိတယ်အဲ့ဒါလိုင်စင်ရှိရင်ကြိုက်တဲ့လက်နက်ဝယ်ကင်လို့ရတယ်အဲ့တော့ငါလူတွေတရုတ်ပြည်ထဲမှာ9 သန်းလောက်ရှိတယ်အမေရိကန်မှာ9 သန်းလောက်ရှိတယ်အမေရိကန်နိုင်ငံမှာတရုတ်လူဦးရေ9 သန်းလောက်ပဲထားမင်းတနိုင်ငံလုံးကသိမ်းလို့ရပြီဒီလိုပဲထိုင်းကလည်းစိုးရိမ်လာပြီလေထိုင်းကလည်းစိုးရိမ်လာပြီဟိုဘက်ဒီဘက်ခွာလို့မရတော့ဘူးဒါ1993ခုနှစ်1996ခုနှစ်2002ခုနှစ်မှာဖြစ်ပေါ်လာတဲ့ထိုင်းနိုင်ငံ border line ပေါ်မှာဖြစ်ခဲ့တဲ့trigger point ပေါ့ trigger point လို့ခေါ်မယ်ရွှေတိကန်တိုင်းမှာပေါ့ဖြစ်ခဲ့တဲ့ပြဿနာအဲ့ဒါကလည်းစွမ်းတော့ပြောဆိုတော့မူရစီဝါစခဲ့တဲ့ပြဿနာတွေပဲအလောင်းကစားစခဲ့တဲ့ပြဿနာတွေပဲတချို့ကိစ္စတွေကသိကျင်ကျွန်တော်ကိုစစ်ကနန်းပဲဖြစ်နော်ဆွမ်းတော့ပြောလို့ဒီ Viber ဆိုလို့ရှိရင်ဖြတ်လို့ရတဲ့ software လေးပေါ်နေပြီအခုဆိုစကားပြောပြီး10မိနစ်နေသူ့ပိုင် auto ပျောက်တဲ့စာတွေပေါ့နော်ဒါတွေကအစတော့ Telegram ပဲဖြစ်မေးလို့ရပါတယ်ရင်းနှီးတဲ့လူတွေဆိုပုံမှန်လင်းပြောပြပါတယ်ကိုတိထားတဲ့ဟာတွေအကုန်လုံးပေါ့နော်ဒါပေမဲ့တချို့သုံးပုံတပုံလောက်တော့ကျွန်တော်ပြောပြတယ်အဲ့တော့စောက်ချိုးတွေပြင်ကြဗျယူးတလူလိုပေါ်တလူလိုကြောင်တလူလိုစီတလူလိုမလုံနဲ့ကဘာကြီးကပြောင်းသွားပြီကျွန်တော်အမြဲတမ်းပြောခဲ့တယ်ကဘာကြီးကပြောင်းသွားပြီအားလုံးကနားရရှိတယ်ကျွန်တော်တို့ပြောနေတဲ့ဖုံးမဲတော့လည်းနားရရှိတယ်နော်အဲ့တော့ထိုင်းနိုင်ငံရလက်ကတော့အကောင့်ဘက်ကိုဥတည်မယ်ဒီ3 လပိုင်းထဲမှာဆွေးနွေးပွဲညှိနှိုင်းပွဲဆောင်းပြောသလိုမီတင်တွေစရှိသည်ပြပေါ့ဗျဖိုရမ်တွေကအစရှိပဲဒီ3 လပိုင်းကတော့ကျွန်တော်တို့စောက်လုပ်တော်ချုပ်တဲ့ခါလာပေါ့ကျွန်တော်တို့ပဲအလုံးမရှိအကင်မရှိပဲထားပါတော့နော်တချို့ကိစ္စတွေတိတ်မပြောချင်တော့ဘူးအဲ့တော့ကာလာတွေဖြစ်ပေါ်လာတဲ့အချိန်ဒီမှာကျွန်တော်တို့မှာတိခံပေးဖို့လိုတယ်ပြီးတော့မင်းအွန်လိုင်းကိုကျွန်တော်တို့ကဘာကြောက်တောင်မြောက်ဆုံချက်နဲ့သွားတာလဲဆိုလို့ရှိရင်တစ်ချိန်အဖြေပေါ်လာလိုက်မယ်အခုလက်ရှိမှာကျွန်တော်တို့ထိုင်းကဘာကြောက်ဝင်ပါပေးတာလဲဆိုတာလဲတစ်ချိန်အဖြေပေါ်လာလိုက်မယ်ကျွန်တော်ဒီလောက်ပဲပြောချင်တယ်ဘာလို့ဆိုကိုသိထားတဲ့အကုန်လုံးပြောလို့ရှိရင်လူတွေကပေါ့သွားတတ်တယ်ဟာဟုတ်ပါမလားအဲ့လိုဟုတ်ပါမလားဆိုတာပဲထည့်ပေးဖို့တော့လိုနေပြီအချိန်တိုင်းရင်ဖြစ်လာမှာပေါ့ဆိုတဲ့အတွေးခေါ်ထည့်လိုက်ရင်ဗမာလူမျိုးတွေတော်တော်များများစောက်ချင်းပြတ်တာများတယ်ပေါ့တန်နေတာများတယ်အဲ့တော့အကုန်မပြောနိုင်ဘူးတချို့သိထားတာလည်းမပြောနိုင်ဘူးတော်လိုင်းကြီးအားကောင်းလာမှာပါနော်ယုံကြည်တဲ့ပန်းနိုင်တော့ရောက်မယ်ဒါပေမဲ့နည်းနည်းလေးတော့ထပ်ကြမယ်ကျွန်တော်တို့3 နှစ်ဆိုတော့ပထမကျွန်တော်မှန်းခဲ့တာ9 နှစ်အခုက9 နှစ်ဖြစ်သွားပြီနောက်တော့4 နှစ်ပဲထားပါတော့ဗျာဘာလို့လဲမပေါ်တယ်နေရဘူးယူမပေါ်တော့ဘူးလားဝတ်တာ3 နှစ်ပါလားဟာလားဘယ်နှစ်ယောက်ပါလဲအားလုံးမလူဝင်ပေါ်မှာဝတ်ဖို့တယ်ငါတို့မှလာတော့ဗျာခလေးတက်လာမလားဟောအေးစိန်သားကပြီးမှလာလားဟမ်စိန်သားကပြီးမှဒါမှမဟုတ်ကျွန်တော်ရွာထဲဆင်းလိုက်မှာခဏနေတာဟုတ်ဘလို့ဝတ်ဆောင်အဲ့တော့ကျွန်တော်တို့ပြောချင်တာလက်ရှိကာလမှာအာလူနဲ့ရောတော့ဒီတိုင်းအဖြူတယ်ကြီးမချက်နဲ့အေးအာလူနဲ့ချက်လိုက်နော်နမကတိနဲ့ချက်ရမယ်ဟုတ်ပြီအဲ့တော့လက်ရှိကာလမှာကျွန်တော်တို့သွားနေတဲ့အခြေအနေတွေကိုကျွန်တော်တို့ကပြန်သုံးသပ်မယ်ဆိုရင်
အရန်ရှုပ်ထွေးပြီးတော့အရန်ဟိုသူ့လူကိုပသားတွေများတယ်အရန်သတိထားရမယ်အဲ့တော့မို့လို့ကန့်တစ်ခုကိုကျွန်တော်တို့ကရွေးလိုက်ကြတာဘာလို့ဆိုတော့ကျွန်တော်တို့88မှာဖြစ်ခဲ့တဲ့ပြဿနာတွေအကုန်လုံးကဗျံပရာနိုင်ခဲ့တယ်နောက်တစ်ချက်ကအခု CRPH ပဲပြောရမှာပါဗျာအုံနောက်တွေကိုဘာတွေမှိုင်းတိုက်ထားလဲဆိုလို့ရှိရင်ပါတီမရှိဘဲနဲ့တော်လှန်ရေးလုပ်လို့မရဘူးတဲ့ပါတီမရှိဘဲနဲ့တော်လှန်ရေးနိုင်ငံရေးဥဆောင်လို့မရဘူးတဲ့ပြောခဲ့တာနော်โอเคပါကဘာမှာရှိခဲ့ပါတယ်ပါတီတွေနဲ့တော်လှန်ရေးသွားခဲ့တာကျွန်တော်တို့နိုင်ငံမှာဗမာပြည်ကွန်မြူနစ်ပါတီကိုပြန်ကြည့်ကြည့်ဗမာပြည်ကွန်မြူနစ်ပါတီနော်အရန်အားကောင်းခဲ့တာစီရေးနိုင်ငံရေးအခုလက်ရှိလုပ်နေတဲ့ဆိုတဲ့လူတွေဆယ်စားပြန်သားတယ်ကဘာကြီးကိုပါပြောင်းလဲလို့ရတဲ့အတွေးခေါ်တွေပိုင်ဆိုင်ထားတဲ့လူတွေတကယ်ပညာတတ်တယ်အဲ့တော့အဲ့ဒီလူတွေအကုန်လုံးစီရေးနိုင်ငံရေးနဲ့သွားတဲ့အချိန်မှာမရတဲ့ခါကျတော့စီရေးရဥဆောင်တော့ဘာဖြစ်သွားလဲခြေထိုးတယ်ခြေခံတယ်သွေးထိုးတယ်မြှောက်ပင့်ပေးတယ်အကုန်လုံးသွေးကွဲပြီးတော့ဒုက္ခတွေရောက်ကုန်ဒါပေမဲ့ကွန်မြူနစ်ရဲ့မျိုးစေ့ကဘာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဒီကရင်တစုံကနေလွဲပြီးတော့နော်ဒီ KNU ရဲ့ KNU ကနေပြီးတော့လွဲပြီးတော့အဲ့တော့ KNDO ပေါ့နော်အဲ့ KNDO တစုံလုံးကနေလွဲပြီးတော့ကျန်တဲ့ဒေသတွေမှာစစ်မီးကူးသွားတယ်တိုင်းရင်းသားလက်နက်ကင်တွေကိုခွင့်ရေးကိုတွေ့သွားတယ်အဲ့လိုပဲတိုင်းရင်းသားလက်နက်ကင်တွေအားကောင်းလာတဲ့အချိန်နော်အားကောင်းလာတဲ့အချိန်အဲ့အားကောင်းလာတဲ့အချိန်မှာဒီ88အရေးခင်းကြီးမှာလည်းဒီလိုပဲသွေးထွက်ခွဲတယ်တော်လန်ကြီးကနောက်ကျကြံခဲ့တယ်အဲ့ဒါဘာကြောက်လဲပါတီတွေဥဆောင်တယ်လို့ပြောတယ်အဲ့ပါတီတွေပဲဥဆောင်ခဲ့တော့နော်88မှာလဲចောင်းသားတွေဆိုပေမဲ့အဲ့ចောင်းသားတွေထဲမှာ DAB တပ်ပေါင်းစုထဲမှာ NLD တွေပါတယ် NLD ပါတီကိုတရယ်ဝင်ပါတီဆိုင်ဘုတ်ထောင်ခွင့်ပေးခဲ့တယ်တမိုင်းရှိတယ်အဲ့တော့အဲ့ဒီចောင်းသားတွေထဲမှာလူပေါင်းတစ်ပါတယ် NLD ပါတယ်တခြားသောပါတီနှစ်ခုပါသေးတယ်နော်ကျွန်တော်မပြောတော့ပါဘူးထားပါတော့အဲ့တော့အဲ့လိုအားကောင်းတဲ့ပါတီနှစ်ခုလည်းပါခဲ့တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဘာပြောချင်တာလဲဆိုတော့တခုအညာမှာဆွေးနွေးနေတဲ့ပကပအတန်တွေကြားနေရတယ်ပါတီမရှိဘဲနဲ့BNI ကဘာဖြစ်တယ်ဟိုကဘာဖြစ်တယ်ကျွန်တော်အမြဲတမ်းပြောခဲ့တယ် local PDF တွေအားကောင်းအောင်စုစည်းပါစီရေးနိုင်ငံရေးဘုံကြီးမှန်းချက်ထားပါဆိုတော့အကောင့်ထားခိုင်းတာမဟုတ်ဘူးကျွန်တော်ပြောကြအကောင့်ထားခိုင်းတာမဟုတ်ဘူးကြိုမြင်လို့ပြောတာငါတို့မှမူဝါဒရှိတယ်ငါတို့မူဝါဒကိုဘယ်သူတွေကထောက်ခံတာလဲကျွန်တော်တို့ကစစ်အာဏာရှင်ကိုမကြိုက်လို့စစ်အာဏာရှင်ကိုတွန်းလှန်နေတာလေးစားတယ်ဂုဏ်ယူတယ်ဒါပေမဲ့နိုင်ငံရေးရစကားပြောတဲ့ခါကျရင်အရန်တိမ်နေရတာကြိုမြင်တာပေါ့ဗျာနိုင်ငံရေးသမားဆိုတာ political and stupid game အရန်ကောက်ကြည့်ရုံမာတဲ့ကစားနည်းတွေနဲ့သွားနေတဲ့နော် idea တွေနဲ့ knowledge တွေနဲ့ method တွေနဲ့ point တွေနဲ့ plan တွေနဲ့နော်အဲ့တော့ဆိုလိုချင်တာကlocal PDF တွေအားကောင်းလာတဲ့အချိန်ကျရင် local PDF တွေစုစည်းပြီးတော့စီးရေးနိုင်ငံရေးဘုံကြီးမှန်းချက်ထားပါအဲ့ဒီကြီးမှန်းချက်တွေကိုတိုင်းရင်းသားတွေရဲ့လက်ထဲမဟာမိတ်တွေမိဘတွေရဲ့လက်ထဲကိုရောက်အောင်ထည့်ပေးပါဒီပုံမှာဘယ်သူထောက်ခံလဲထောက်ခံခဲ့တဲ့အစုအဖွဲ့တွေလက်ခံခဲ့တဲ့အစုအဖွဲ့တွေအကုန်လုံးကနော်ထောက်ခံသွားပြီကိုယ့်ရဲ့မူဝါဒကိုထောက်ခံသွားပြီဆိုကိုရက်တီလို့ရပြီတန်ထလေးကန်ယူနီဖောင်းလေးဝတ်တစိမ့်လေးကပ်ပြီးတော့ဟေးငါဘယ်ကဘူကွာငါဘယ်ကဘာကောင်ကွာညာကောင်ကချလိုက်တယ်စစ်ခွေးဘယ်နှယောက်သေးတယ်စစ်အုပ်စုကိုဘလို့ဖြတ်တိုက်လိုက်တယ်အဲ့ဒါကဘုံကြီးမှန်းချက်မဟုတ်ဘူးတွားကျင်တဲ့လမ်းစဉ်မဟုတ်ဘူးသူများအတွေးမဟုတ်ဘူးနော်ကျွန်တော်တို့မြင်နေတာဘာလို့ဆိုတော့ကျွန်တော်တို့မှာဘုံကြီးမှန်းချက်ရှိရမယ်နိုင်ငံရေးဖြစ်စဉ်တော်လှန်ရေးဖြစ်စဉ်တော်လှန်ရေးကိုဘယ်အချိန်ထိကျွန်တော်တို့တိုက်ယူပါမယ်ဆရာနာရှင်စနစ်ကိုအမြင့်ပြတ်တွန်းလှန်မယ်ကျွန်တော်တို့ဆရာနာရှင်စနစ်ကိုအမြင့်ပြတ်တွန်းလှန်ပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့လိုချင်တဲ့လူအခွင့်အရေးနဲ့ဒီမိုကရေစီကိုအလေးထားတဲ့အစိုးရတရက်ပေါ်တဲ့အထိကျွန်တော်တို့လက်နက်ဆွဲကင်ပါမယ်အဲ့ဒီဥစ္စာပေါ်ခဲ့ပြီးသွားလို့ရှိရင် Federal Democracy တက်မတော်မှာပူးပေါင်းပါဝင်ရန်ကျွန်တော်တို့အသင့်ရှိပါတယ်ဘာတွေခက်ခဲနေလို့လဲကွာစိုးရင်လို့ပြောတာနော်နောင်ဖြစ်လာမဲ့ပြဿနာတွေကအခုအညာမှာဖြစ်နေတဲ့ပကပလူဘာဝတာအဲ့ဒီမူကြီးကိုကင်ပြီးပြောနေတာကျွန်တော်တို့သိတာပေါ့မြင်လို့ကြိုမြင်လို့ပြောတာကျွန်တော်တို့လည်းထောင်နဲ့2နှစ်လောက်ကြာသွားတာကံကောင်းပါတယ်နောက်မဆိုကျွန်တော်တို့စိတ်တွေလည်းမလွယ်ပါဘူးဒီပုံစံတိုင်းမြင်နေတွေ့နေကြားနေသိနေရတာတွေကအကုန်လုံးအဆင်မပြေဘူးအဲ့တော့ထိုင်းနိုင်ငံဆွေးနွေးပွဲကနေပြီးတော့မြေပြင်ကိုရောက်သွားတော့ခွန်းလို့နော်အဲ့တော့ပြောချင်တာကထိုင်းနိုင်ငံဆွေးနွေးပွဲဒီအရန်ကောင်းတယ်ကန့်တစ်ခုထားမယ်စီကံတတ်မှတ်မယ်ပြီးတော့စီမင်းစီကံတွေကိုဘုံလုံးမယ်အဲ့ဒီဘုံမှာဆွမ်းတော်ဆိုအခွင့်အရေးတွေယူပြီးသွားရင်
ကျွန်တော်တို့အဲ့ဒီ agreement တွေကိုလက်ထဲမှာကင်ထားမယ်စောက်ချိုးမပြေတဲ့ကောင်တွေတွေ့ရင်ထိုင်ဆဲမယ်เนาะကျွန်တော်တို့ကအရေးကြီးတဲ့မင်းအချိန်အားနေလားဘာလို့လိုက်တွေရွေးခဏခဏပြောလဲဘာလို့ပြောနေတာလဲဘာဖြစ်တယ်ညာဖြစ်ပြောချင်လို့ပြောတာမဟုတ်ဘူးညတော့ line ပြတ်သွားတာတနိုင်တိုးကနေပြီးတော့မနဲ့မိုးလင်းတဲ့ဒီဘာမှမကြားရတော့ဘာမှမမြင်ရတော့ကျွန်တော်တို့ဒေတာမှာအဲ့လိုရှိနေတယ်တကယ်လို့ကျွန်တော်တို့ဘက်ကတိုက်ပွဲတွေပြင်းထန်လာပြီပဲကျွန်တော်တို့မှာအီနိုမတ်လည်းမရှိပါဘူးပဲကဲဥပမာကျွန်တော်တို့စစ်တိုက်ကြပါပြီပဲကျွန်တော်တို့အဲ့ဒီအီနိုမတ်ရှိခြင်းမရှိခြင်းတဲ့ဟိုဆိုတော့ line လည်းမရှိဘူးစစ်တွေလည်းတိုက်နေရပြီကျွန်တော်တို့လည်းဥဆောင်ပြီးတော့မြေပြင်ကိုဆင်းရပြီးတိုက်ရိုက်သွားပြီဆိုရင်ကျွန်တော်ဒီလိုစကားတွေပြောလို့မနိုင်တော့ဘူးเนาะအဲ့တော့ပြည်သူတွေရဲ့မျှော်လင့်ချက်တွေရောင်နေတန်းလာပါပြီပြည်သူတွေရဲ့မျှော်လင့်ချက်တွေပြေးဝပါတော့မယ်အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့တက်နိုင်တဲ့ဘက်ကเนาะတက်နိုင်တဲ့ဘက်ကစူးစမ်းပြီးတော့စောက်ကြည့်เนาะထောက်ခံအားပေးရှုတ်ချကန့်ကွက်ထောက်ပြနေပါတယ်เนาะစောက်ကြည့်ကန့်ကွက်ထောက်ခံအားပေးရှုတ်ချကျွန်တော်တို့စောက်ကြည့်နေပါတယ်မပူနဲ့အဲ့အတွက်တော့အမှန်နဲ့အမှားကတော့မသိမချင်းပြောနေမှာပဲကျွန်တော်တို့အမှန်တရားလိုချင်တဲ့ကောင်တွေဖြစ်တယ်မှာစစ်လေးတိုက်နေပြီးတော့လက်နဲ့မှာတနက်လေးကင်နေပြီးတော့စစ်အာဏာရှင်စနစ်ကိုငါတို့ကမကြိုက်လို့စစ်အုပ်စုကိုမကြိုက်လို့တိုက်နေပါတယ်ဆိုယုံနဲ့ထင်ကြီးစရာမရှိဘူးဗျအဲ့ဒါကျွန်တော်တို့ရဲ့သွားကျင်တဲ့ policy waste မဟုတ်ဘူးကျွန်တော်တို့ရဲ့သွားကျင်တဲ့ policy မတ်သက်မဟုတ်ဘူးဒါလေးတွေနားလည်ဖို့လိုမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ညီကိုတွေလည်းစူးစမ်းကြပါအခုဆောရပြောသလိုမင်းအောင်လိုင်ကအရန်ကိုဂျင်းနဲ့ကြက်တဲ့ရောက်နေပြီဒီကောင်စစ်ပြင်နေတယ်သူ့ကိုကျွန်တော်တို့ထွက်ပေါက်တစ်ခုတော့ပေးထားတယ်အဲ့ဒီထွက်ပေါက်မှာစူးစမ်းပေါ့အဲ့ဒီထွက်ပေါက်မှာစူးစမ်းပေါ့ဆောရပြောသလိုမင်းအောင်လိုင်နောက်ကိုလိုက်နေတဲ့ကောင်တွေလည်းတခါတည်းပြောလိုက်မယ်သူ့မှာလင်းရှိတယ်ရင်ငုတ်တင်မောရှိတယ်နော်တင်မောလည်းရှိတယ်သူကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာကိုထွက်ပြေးလို့ရတယ်နောက်ဆုံးဒီနိုင်ငံမှာနေလို့မရရင်9မိုင်လောက်ရှိတဲ့ကိုကိုကျွန်းမှာစင်ကူလောက်တောင်တည်လို့ရတဲ့ကိုကိုကျွန်းမှာသူတွန်းနေလို့ရတယ်မင်းတို့သူခေါ်ရမှာမဟုတ်ဘူးအကုန်လုံးဖြတ်စည်းခဲ့မှာအခုမိုးမိတ်မှာဖြတ်စည်းနေပြီစစ်ဖြစ်လို့ရှိရင်ဒီနွားကအရင်ဆုံးဈေးတွေကိုလက်ပြပုံနဲ့ကျဲတာလက်လက်ကြီးနဲ့ထုတာအခုစစ်တွေမှာဈေးတွေကိုထုထားလိုက်တယ်ကျွန်တော်ပြောတာဒီဈေးတွေကိုဘာလို့ထုเสียရလို့လဲအဲ့ဒါအမှန်မှန်ကအစာငတ်ရေငတ်လူတွေပါဒုက္ခရောက်အောင်တမင်တက်တက်အကြောက်တရားကြီးစိုးအောင်လုပ်ခဲ့တာကရင်ပြည်နယ်လွိုင်ကော်မြို့မှာဈေးမရှိတော့ဘူးမုံမှာဈေးမရှိတော့ဘူးနော်ဈေးမရှိတော့ဘူးထပ်တလန်မှာဈေးမရှိတော့ဘူးအဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့စီရေးပလန်အရာကတော့မင်းအောင်လိုက်စုံမဲ့နေရာလဲသိတယ်မင်းအောင်လိုက်ခံကရုတ်ထားမဲ့နေရာလဲသိဆောနာပြောသူယနေ့ကာလမှာ PDF ညီကိုတွေတော်လိုင်းရဲဘော်အင်အားစုတွေကိုကျွန်တော်ပြောချင်တာကကျွန်တော်ဗမာပိုင်းနယ်ထဲမှာရှိနေတဲ့ပြောချင်တာကရန်သူဒီရီချိန်မှာခန်းစစ်ကိုအသေးထားခန်းစစ်ကိုအရှင်ကစားပြီးတော့တတိကြီးကြီးထားနေတယ်ဆိုတာကိုတော့ကိုဂယူဆိုင်ကြပါရန်သူကအရင်ကနဲ့မတူတော့ဘူးပေါ့ပြီးပေါ့ပြတ်သူနေမှာမဟုတ်ဘူးကိုကသွားပြီးတော့စကန်သိန်းတာပဲဖြစ်ဖြစ်ဂျာပြက်တိုက်တာပဲဖြစ်ဖြစ်အရန်ကိုတတိထားပါပပနဲ့ရှိပါเนาะအဲ့တော့ဘာလို့ရန်သူကအရန်ကိုတတိထားပြီးတော့စောက်ကြည့်တဲ့ကာလဖြစ်နေပြီเนาะအဲ့တော့ဒီဆောနာပြောဆိုတကြံမတိုင်ငယ်မှာတော့သူ့ဘက်ကအင်အားအခု3600တော့ရသွားပြီလို့သတင်းရတာလေအဲ့3600ကိုသူကလိုအပ်တဲ့နေရာမှာမျိုးစောက်တက်တွေထားပြီးတော့သူကကျွန်တော်တို့တိုင်းသားဒေသအားကောင်းတဲ့နေရာတွေကိုခံစစ်နဲ့သူကကာစစ်တိုက်စစ်3မျိုးကစားလိုက်မယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ကကြိုပြီးတော့မြင်လာပြီးသားဖြစ်တယ်လိုအပ်တဲ့အထောက်ပံ့အကူအညီတွေလည်းစူးစမ်းဆောင်ရွက်နေတာတွေရှိတယ်ကျွန်တော်တို့ဘက်ကလည်းစနစ်တကျနဲ့တူတူတေးသေးလုံနေရတဲ့အရာတွေလည်းရှိတယ်နော်အဲ့တော့ရန်သူအခြေအနေမိမိအခြေအနေကိုစစ်သားတယောက်ရဲ့တည်တင်တည်တဲ့ရန်သူအခြေအနေမိမိအခြေအနေကျွန်တော်တို့တိုက်ကမဲ့ရန်သူဒီကျွန်တော်တို့အထက်10စားလောက်တတိရှိတယ်10စားလောက်အပင်ပန်းခံနိုင်တယ်ဆိုတဲ့ဟာကိုတော့ခေါင်းနဲ့ထည့်ထားဖို့လိုတယ်ကျွန်တော်တို့ကနှစ်ထင်သွေးရောက်နေုံနဲ့တော်လိုင်းရဲ့အောင်သွားအောင်မဟုတ်ကျွန်တော်တို့ရဲ့အတိတရားတွေကျွန်တော်တို့ရဲ့သတိတရားတွေကျွန်တော်တို့ရဲ့အရှိတရားတွေကိုသုံးသပ်ဆင်ခြင်ပြီးတော့စစ်ပွဲကိုဘယ်လိုမျိုးတိုက်ရမလဲဆိုတဲ့ဟာကိုစဉ်းစားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကပြောချင်တာဗာလဲဆိုတော့မင်းအောင်နိုင်ဒီတေချာတာတစ်ခုကတော့ပြည်သူတွေအကုန်လုံးဒုက္ခပေးသွားမှာပဲရခိုင်မှမဟုတ်ဘူးကရင်မှမဟုတ်ဘူးကချင်မှမဟုတ်ဘူးရှမ်းမှမဟုတ်အကုန်ဒုက္ခပေးမှာတော့အဲ့ဒါတွေကိုကျွန်တော်တို့ကလည်းကြဲကြဲပြန့်ပြန့်နားလဲလာအောင်လို့ဆောင်းလာဆိုစစ်ဘောမားတဲ့ကောင်ပဲဖြစ်ဖြစ်ထမိန်ခြုံတဲ့လူပဲဖြစ်ဖြစ်ညီဘောပဲဖြစ်ဖြစ်မဘာသာပဲဖြစ်ဖြစ်အကုန်လုံးနားလဲအောင်ရှင်းပြရမယ်နော်မဘာသာပဲဖြစ်ဖြစ်ညီဘောပဲဖြစ်ဖြစ်ကျွန်တော်တို့ကတိုင်းပြည်ပြောင်းလဲခြင်းတဲ့အခါကျတော့
ကျွန်တော်တိုင်းပြည်ပြောင်းလဲဖို့အတွက်ဘယ်နေရာနေစပြီးတော့အခြေပြုပြီးတော့ဘလို့တိုးတက်အောင်ဆောင်ရွက်ကြမလဲအရှိကိုမြန်မြန်ရောက်အောင်ဘလို့သွားကြမလဲဆိုတဲ့ဟာစနစ်တကျနဲ့ကြိုတင်စီစဉ်ပြီးတော့စူးစမ်းထားဖို့လိုတယ်နော်ရှမ်းမှာဆိုပိုးပြဿနာတွေအများကြီးဆိုတော့ရခိုင်မှာဆိုရင်ရိုဟင်ဂျာပြဿနာတွေအများကြီးနော်ကျွန်တော်ချင်းမှာဆိုအပေါ်ချင်းနဲ့အောက်ချင်းကွဲနေလူကြီးတွေကနေရာယူလူငယ်တွေကိုနေရာမပေးဘူးငါတို့ကအစင်လာရဆိုတဲ့စကားမြန်မာနိုင်ငံမှာအစင်လာကအရန်ကြီးကြီးတယ်အစင်လာမရှိရင်နေရာမပေးချင်ကြဘူးအစင်လာမရှိရင်သူတို့အတွက်ကိုလမ်းပြောက်သွားမှကြောက်တယ်နော်အဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့ပုံစံတွေကလူငယ်တွေကိုဦးစားပေးပါဆိုတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ပါတယ်ဆိုတဲ့လူတွေကျွန်တော်မေးချင်တာလူငယ်တွေကိုဦးစားပေးပါဆိုတဲ့ဟာအရေးချင်းရှိတဲ့လူငယ်တွေဘာလို့နေရာမပေးချင်ကြတာလဲကျွန်တော်တို့ကလူကြီးတွေကထိန်းချောင်းတက်မှတ်ပြီးတော့လူငယ်တွေလမ်းမမရောက်အောင်ဘေးပယ်ညာနှစ်ဖက်ကနေပြီးတော့ထိန်းချောင်းတက်မှတ်ပြီးတော့အစင်တစိုက်ကြိုးစားသွားလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ကမကြခင်မအောင်မြင်ပါဘူးနော်အဲ့တော့ကျွန်တော်တို့မှန်းလာတဲ့အတိုင်းပဲ9နှစ်ဖြစ်သွားတဲ့ဖြစ်တဲ့အတွက်2028ကတော့ဆရာနာရှင်စနစ်ကတော့အတိုင်းအတာတစ်ခုထိတော့ရောက်သွားမယ်ဒီဂျားကာလာမှာ तू ဘလို့ညှိနှိုင်းဆောင်ရွက်လာမလဲဒီထိုင်းရဲ့ဆွေးနွေးပွဲကသူ့အတွက်အရန်ကိုအရှိုက်ကိုထိသွားတာထိုင်းရဲ့ဆွေးနွေးပွဲမှာဗောနော် UNG အစိုးရရဲ့ဆိုတော့နိုင်ငံတကာကုလသမဂ္ဂကအကုန်လုံးပါမှာဗောနော်ဥကြုံမိုးထွန်းတို့လာမှာဆိုတော့ပွဲရတော့တော်တော်ကောင်းတယ်နော် UNG လည်းပါမယ်တိုင်းရင်းသားအစုဖွဲ့တွေလည်းပါမယ်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကလည်း video convention တွေနဲ့ပြောကြမယ်ဆိုတော့အရန်ကိုအားကောင်းတယ်ပြီးတော့အစည်းအဝေးရဲ့ပုံစံကလည်း၄ခုပုံစံမျိုးသွားတာနော်နောက်ဆုံးမှသတင်းစာရှင်းလင်းပွဲတွေလည်းလုပ်မှာဆိုတော့နော်သတင်းစာဆရာတွေကလည်းဒီနိုင်ငံရေးနဲ့ဝါရင်သတင်းစာဆရာတွေသတင်းဌာနတွေကလည်းမေးမှာဆိုတော့အရန်ကောင်းတယ်အားရစရာကောင်းတယ်အဲ့တော့စောက်ချိုးလေးတွေပြင်ကြပါနိုင်ငံရေးပဲလုပ်တော်လန်ရေးပဲလုပ်ကိုတိမှကိုပြောတာကောင်းတယ်ကျွန်တော်တို့ကလူတိုင်းကိုအပြစ်တင်ပြီးတော့ဆွဲချကြလို့ဆွဲချတာမဟုတ်ဘူးကျွန်တော်တို့ကမြင်နေကြားနေသိနေရတဲ့အလားအလာတွေကိုရှိလို့ကျွန်တော်တို့ကပြောတာဆိုလိုချင်တာစစ်အုပ်စုကလုံးဝမလှုပ်တာမလူးတာဖြစ်နေပြီဆောတော့ပြောသလိုနေပြီးတော့လို့နေရာမျိုးကိုဝင်တိုက်ရင်သူကစနစ်တကျဖြတ်စည်းခဲ့ဖို့အတွက်ကိုကြိုတင်စီစဉ်ထားပြီးသားနော်ဒါလည်းကျွန်တော်တို့ဘက်ကတွက်ထားပြီးသားအဲ့တော့အရန်ကိုမှကျွန်တော်ရန်သူကိုမျက်စိလဲအောင်လုပ်တဲ့နေရာမှာကျွန်တော်တိုင်းရင်းသားတွေအရန်တော့ပါတယ်နော်အားလုံးကျေးဇူးတင်တယ်ယနေ့ကနေစပြီးတော့ကျွန်တော်တို့စီစီရုံညီညွတ်ညွတ်နဲ့တွားနိုင်အောင်ကြိုးစားပါဆောနာပြောသလိုခွက်ပဲခောက်ပြီးတော့ဖလားပဲခံပြီးတော့ဟိုလူကိုထိုးချဒီလူကိုထိုးချဟိုလူကိုစောက်ပြပြောဒီလူကိုစောက်ပြပြောအဆင်မပြေဘူးကိုလည်းပြန်သုံးသက်ငါဘာလုပ်နေလဲငါလှုပ်တဲ့လှုပ်နဲ့ငါပြောနေတဲ့စကားနဲ့ညီရလားငါစဉ်းစားနေတဲ့အတွေးနဲ့ပြည်သူလူထုဖြစ်ချင်တဲ့ဆန္ဒနဲ့ကိုက်ညီရလားငါသွားစဉ်နဲ့လမ်းစဉ်နဲ့တိုင်းရင်းသားတွေရဲ့သဘောတရားနဲ့အဆင်ပြေပါမလားစဉ်းစားကြပါကိုခေါင်းဆောင်လို့ခံယူထားတယ်ဆိုရင်ကိုခေါင်းဆောင်လို့ခံယူထားတယ်ဆိုရင်အဲ့ဒီမူဝါဒတွေရှိဖို့လိုတယ်ငါတို့ကအနိုင်ရတစ်ချိန်ကျရင်ငါတို့ပဲအစိုးရဖြစ်ရမယ်ဆိုတဲ့ခေတ်ကမရှိတော့ဘူး88ကလည်းမရှိခဲ့သလို21မှာလည်းမရှိဘူးဆိုတာတော့ခေါင်းထဲကိုထည့်ထားပေးကြကျွန်တော်တို့သွားခြင်းနဲ့ Federal ပြည်ထောင်စု Federal တက်မတော် Federal စနစ်ကိုအကောင့်ထဲပေါ်တဲ့နေရာမှာကျွန်တော်တို့သွားနေတဲ့ပုံစံတွေနဲ့ကိုက်ညီဖို့တော့လိုတယ်နေရာတကာမှာမဆွေးနွေးပဲမတိုင်ပင်ပဲမညှိနှိုင်းပဲလုပ်နေမဲ့ကိစ္စတွေကတော့ကျွန်တော်တို့သီးခံမှာမဟုတ်ဘူးလို့ပြောကြရင်လည်းဒီလိုက်ကိုအဆုံးသတ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်